မထိုက်တန်တဲ့အရာကိုမလိုချင်ပါနဲ့လောကကြီးမှာရှိတဲ့တချို့သောအရာတွေကကိုယ်ကြိုးစားလို့ရတတ်ပေမဲ့တချို့သောအရာတွေကတော့ဘလောက်ပဲကြိုးစားပေမဲ့မရနိုင်တာမျိုးတွေလည်းရှိပါတယ်ကိုယ်နဲ့ထိုက်တန်မှသာလျှင်ပိုင်ဆိုင်ရတာတွေလည်းရှိပါတယ်အကောင်းဆုံးကြိုးစားပြီးရသလောက်နဲ့ရောင်ရမ်းတင်းတိမ်ပျော်ရွှင်အောင်နေတတ်ခြင်းကဘဝကိုမှန်ကန်သောတည်ဆောက်ခြင်းပါတချို့အရာတွေကမရလို့ဘာမှဖြစ်မသွားပါဘူးရလာမှပိုပြီးပူလောင်နေရမယ်ဆိုရင်ဘဝမှာမရှိပဲနေရတာကပိုပြီးစိတ်ချမ်းသာကောင်းနေပါလိမ့်မယ်ကိုယ်နဲ့မထိုက်တန်ပဲရလာတဲ့အရာတွေဆိုရင်မကြပါဘူးသူအလိုလိုပြန်ထွက်သွားပါတယ်ဒါတွေကိုနားလေသဘောပေါက်ထားမယ်ဆိုရင်သိပြီးခံစားနေစရာမလိုတော့ဘူးပေါ့ကိုယ်နဲ့မထိုက်တန်တဲ့ဘယ်အရာမဆိုဘာမှမလိုချင်တာအကောင်းဆုံးပါဘဝဆိုတာအချိန်ကတိုးတောင့်ပါတယ်ပူလောင်စေမဲ့အရာတွေအတွက်အချိန်ကုန်မခံပါနဲ့အေးချမ်းခြင်းပျော်ရွှင်ခြင်းတွေနဲ့သာဘဝကိုရိုးရှင်းစွာဖြတ်သန်းလိုက်ပါဟုတ်ပါတယ်ဗျာကိုယ်နဲ့မထိုက်တန်ရင်ဘာမှမလိုချင်ပါနဲ့ရှိသလောက်လေးနဲ့ပဲပျော်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်